နေ့မှာတော့ WO Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ငယ်သေးတော့ရ RAM မှာစေးသွားထိုးမှာပဲဖြစ်ပါတယ်ခုချိန်မှာဆိုရင်တော့ဖြင့်ပွဲတော့ရောက်သွားခဲ့ပြီဖြစ်ပါတယ်ပွဲသွားတဲ့အတူတူပွဲသွားပြီပဲဖြစ်ပါတယ်ပွဲသွားတာနဲ့ကျွန်တော်တို့ high ပေါကျွန်တော်အရင်လဲခိုင်းလိုက်ကျွန်တော် high ကင်မီစေးထိုးမှာပို့လို့ပေါ့နော်ဟိုက်ပါလဲခိုင်းနေကျွန်တော်ညီကလည်းဟိုက်ပါကိုလဲပေးလိုက်တယ်။ဟိုက်ပါကိုလဲပေးလိုက်တယ်ကျွန်တော်ဘာကမှမသိတာနဲ့စိုက်ဦးထဲမှာတစ်ခုပေါက်လာတယ်ညာအဲ့ဒါမီယာလေးပဲဖြစ်ပါတယ်။နောက်မီယာကိုကင်ဖို့စဉ်းစားထားတယ်။နောက်မီယာကိုကင်ဖို့စဉ်းစားထားတယ်။အဲ့ဒါနဲ့တော့ရှောက်ပတ်ကြည့်တယ်ပွဲရလဲမစားသေးဘူးတော့တို့ဖမ်းကြပါတယ်။အဲ့ဒါကျွန်တော်တစ်ခုစဉ်းစားပြီးတော့မီယာဆိုနည်းနည်းလေးလွန်လာတာကျွန်တော်ဖန်ဒီကင်မယ်ပန်နီနဲ့တော့ဆွေထိုးမှာဖြစ်ပါတယ်အဲ့တော့ပန်နီကိုင်းလိုက်တဲ့21ပွဲကို66 rate အနေနဲ့တော့ကိုင်းလိုက်ပါတယ်နောက်ငယ်ကြီးအောင်ထရလာတိုက်ွယ်ကိုင်းလိုက်ပါတယ်သူကတိုက်ွယ်မှားနေပြီကွာငါဦးနောက်ပါတယ်အဲ့ဒါနဲ့သူကအဲ့ဒါနဲ့နော်ညီအဲ့ဒီစားချောင်းကိုင်းလိုက်ပါတယ်ခင်ဗျာချောင်းဟိုက်ပါ3ယောက်ကိုင်းတာပဲစိတ်ထိုးမှာ3ယောက်စိတ်ထိုးမှာပါအားလုံးကြည့်ပေးကြပါအလုံးလေးကြည့်ပေးကြပါ channel လေးကိုလည်း like and subscribe လုပ်ပေးလို့ရမြစ်တာရက်ခံအပ်ပါတယ်ခုမှ YouTube ပေါ်လာပြီး video စတင်တာမို့လို့နဲ့အမားနဲ့ရှိရင်လည်းခွင့်လွှတ်ကြပါအဲ့ဒါနဲ့နော်တို့ဘက်ကလည်းကိုင်းကြတယ်ဟိုဘက်ကလည်းကိုင်းကြကျွန်တော်ဒီဘက်ကိုနည်းနည်းလေးကြော်လိုက်မယ်နော်ခုချိန်မှာဆိုရင်တော့ပြေပွဲတွေကိုတော့ရောက်ရှိသွားပြီပဲဖြစ်ပါတယ်ပွဲရောက်တာနဲ့လူ3ယောက်သားတိုင်ပင်ပြီးတော့ဘလို့ဆေးထိုးရင်ကောင်းမလဲဆိုတာဆင်းစားရင်းနဲ့ပဲကျွန်တော်တို့ဘက်ကလည်းရေစဆေးထိုးပြီးပဲဖြစ်ပါတယ်ဆေးထိုးနေတဲ့ဟိန်တွင်မှာပဲဟိုဘက်ကလေးလာမာလာမိခင်ကြီးကထိမ့်ပြောင်းသွားမှာထိမ့်နိုင်သွားမလားကျွန်တော်ပဲထိမ့်နိုင်သွားမလားဆိုတော့စောင့်ကြည့်တော့ကြည့်ရမှာပဲအဲကျွန်တော်လိမ့်လေးတော့ဖြတ်ရှင်းထားတယ်မာလာမိခင်ကရောက်လာပြီမယ်လေရောက်လာပြီခင်ဗျာအဲ့ချိန်မှာကျွန်တော်တို့ရဆောင်းရဲရော့နေပြီဗျာတို့ရဆောင်းရဲရော့နေနည်းနည်းလေးအလိုက်သတိနဲ့တော့ပြန်ဘက်လိုက်တယ်အဲ့ချိန်မှာမာလာမိခင်ကတအားကြီးစိုးနေလို့ကျွန်တော်လည်းသုံးပါပြီးလိုက်တယ်ပေါ့ဗျာအဲ့မှာဟိုင်းနဲ့ဆော့ရတော့လည်းမရပါဘူးခင်ဗျာပြန်ပြီးတော့သေသွားပဲကျွန်တော်လည်းထပ်သေသွားရတော့လေအဲ့အချိန်မှာကျွန်တော်တို့ပြန်စပွန်းပါပြီခင်ဗျာအကျိုးလေးက 2K ပဲလီနဲ့စွဲပြသွားတာဖုန်းကလည်းနည်းချစ်တယ်ဗျနောက်မှကျွန်တော်နောက်မှဖုန်းသေးဝင်မှာပေါ့ဗျာဖုန်းစုံလေးအဲ့အချိန်မှာကျွန်တော်ညီကလည်းစေးထိုးရလားနိုင်အောင်စော့နေရလားမသိကျွန်တော်တို့ဘောက 4K လောက်ကြီးနေတော့တာသေးရနေတယ်ဖြစ်ပါတယ်အဲ့လေဟိုရောင်းလဲရလုံနေတာအဲ့မာလာမိခင်ကရောင်းလဲလုံနေတာအမ်တဘေးမဲမင်းသူမအဲ့လိုလေးပဲတကြိုးချင်းစီဆွဲပေးလိုက်မင်းတကြိုးချင်းပဲမင်းကတကြိုးချင်းပဲဆွဲပြမယ်ကြီးရော့အဲ့ဟာမှတော်တော်ဖြစ်နေတာမဲလာပြီးပြေးငါကောင်ပြေးတာပြီးမှလွတ်မဒီကိုထောက်ပါအဲ့ချိန်တွင်းမှာပဲEaster ကနောက်မှရောက်လာပါတယ်တဲ့တာဝါတိုင်းကလည်းခေါင်းနဲ့နေရနဲ့ပြေးဆောင်အောင်ဦးမှာဒီကအတစ်ပြောင်းတော့ပါလေအဖားလုံးအဲ့ဒါနဲ့ကျွန်တော်တို့ခရီးကိုလဲရောမြင်ရှင်းနေဗျာလဲရောမြင်ရှင်းပြီးတော့နော်မာလာမိခင်ကောင်းတယ်ပေါ့မာလာမိခင်တော့ဖတ်ဆုပ်နေတာဗျာ2K ပဲလေးဆွဲလိုက် 1K ပဲလေးဆွဲလိုက်နေရှုံနေတာပဲအဲ့ဒါနဲ့ကျွန်တော်အပေါ်လေးတစ်ချက်လောက်ကြည့်အလဲလေးတစ်ချက်လောက်ကြည့်ရဗျာဟိုမေးရမရှိဘူးဗျာဘာလုပ်နေမသိအဲ့ဒါကျွန်တော် 2K လေးဆွဲတယ်ဟိုလေးဆွဲတယ်ဒီလေးဆွဲတယ်ဖိဆိုတက်လိုက်တာပါဗျာဒီကနေ့လို့ကြာအဲ့ချိန်မှာကျွန်တော်အလိုက်သတိနဲ့တော့တာဝန်လေးချိုးလိုက်ပါလေဖြစ်ပါတယ်ခင်ဗျာတာဝန်လေးချိုးတယ်အေး
ပေါ်လာပြီအိုင်တော်သေးတော့ကွာကိုရီးယားလက်မြန်နာလက်မြန်နေပါတယ်ခမရချိန်နေပါလေမရဘူးဖုံးရလဲကွာဆွဲပြရင်းနေပဲချုံလာပြီကိုမေကိုနွားတလားအောင်စားချိန်နေမှာပဲတကယ်ရပါခင်ဗျာတော့အဲ့ဒါနဲ့ပဲတာဝါချိုးရတယ်ဗျဟိုကလာတယ်ကွာအဲ့ဒါလေးတော့မစွတ်ပြရသေးလို့ record လေးထောက်ပြီးတော့အိမ်လိုက်တဲ့အိမ်ပြန်မလို့ပေါ့ဒါမှမရဘူးအိမ်မပြန်ချင်း pro player တော့အိမ်မပြန်ချင်းတာဝါပဲချိုးတယ်ဟိုကအဲ့မမရမလို့တော်ဖြစ်နေတာတပ်ပေးလိုက်ပါဦးမရော့ဖုတ်လေဟုတ်ဒီဘွက်ဆေးထိုးတာဒီဘွက်ဆေးထိုးတာဘလို့ကျင်းနေမှန်းတော့မသိဘူးကျင်းလေမလေးလာတော်ဖြစ်နေလေးလာဖုတ်တွေ့လားဆေးထိုးတာပြောတယ်ဒီဘွက်ဆေးထိုးမှာပါအဲ့ချိန်မှာတာတရားလည်းပေါ်တော့မှာပဲဖြစ်ပါတယ်တာလည်းပေါ်မယ်တော့ညောင်ညပေါ်လင်းရောက်နေဗျာငကောင်တော့ပေါ်လင်းရောက်နေတယ်ကျွန်တော်ကဒီအောင်လင်းမှာတယောက်ထဲအဲ့တော့ဘလူးဘက်ကိုရမလားလို့သွားပြီးတော့ကောက်သွားကြည့်အောင်မေးရမလားမရဘူးတင်နေမရပါဘူးကွာငါမြရသွားလားလို့ဟုတ်ဘူးဟာဟောတော်ရင်သွားတော့ပါဘူးကောင်းဒီဘလူးဘက်မထွက်အောင်လေးလာတော်ဖြစ်နေမနိုင်မဲနဲ့လေးလာမနိုင်မဲနဲ့ညီမလေးမနိုင်မဲနဲ့ကွယ်ဒီမီနဲ့တော့လည်းဘာဖြစ်နေအဲ့ဒီနဲ့မတော့ဟူးရွှင်ပြန်ပြီလွတ်လာမလွတ်ဘူးဟာကွာ sorry အပေါ်လေးမှလည်းဘယ်တဲ့အားလဲဖြစ်မလားမသိဘူးဟောင်းနေနေကလည်းဘာလို့ပြသွားနိုင်မလဲဟောင်းဝင်နေပြန်ထွက်တယ်မရဘူးနေရပိတ်နေတယ်ဒါကပြန်ထွက်လာပြီငါအဲ့ဒါနဲ့ပဲတော့အပေါ်လင်းကိုဘယ်တဲ့ဖြစ်နေအပေါ်လင်းကျွန်တော်တက်သွားရခင်ဗျာဒါပေမဲ့လမ်းလျှောက်တက်တာအကောင်းဆုံးပဲဘာဖြစ်လို့ energy ကုန်တယ်နော်ဒါကြောင့်မလို့ Funny Pro လေးပြောချင်တာလမ်းလျှောက်တာအကောင်းဆုံးပဲနော်ဟေးဒီနဲ့တော့လေးကိုကျွန်တော်တက်ပြဟွာပါပြီးပါတယ်ရော့ရွှင်စကိုင်းပြသာထောက်သွားပြီကျွန်တော်ကေးကောက်လို့ရပါပြီကေးကောက်လို့ရပါပြီနဲ့ကျွန်တော်နဲ့နိုင်စီးနေဗျာနာတန်လေးနဲ့ပါမယ်ဗျာအားကြောင့်မလို့နည်းနည်းတီးခံကြပါဦးခင်ဗျာအဲ့ဒါနဲ့တော့ဘာလို့ပြသွားနိုင်မလဲဘာရှိတယ်ဖုံ Oh my god ဟုတ်ဒါမဲ့ကလည်းမထွက်ဘူးဖြစ်နေတယ်နော်ဘယ်ဟိုးကောင်းသေးတယ်ကွာမောင်လေးချောင်းကနေဝိပြတ်သွားတယ်ခင်ဗျာရီကော်လေးနဲ့အလားပါလေးပဲဖြစ်ပါတယ်တင်နာပနာလာရဘလောမြပြလိုက်တလဲပြဆွဲတယ်ဘလူးဘတ်ရှိလားဒီဘလူးဘတ်လေးစားရင်ကောင်းမှာစားကွာကျုံအဲ့နဲ့ကျွန်တော်နေတယ်ဘလူးဘတ်ကိုစားတယ်ဘလူးဘတ်လားကွာသွေးရလေငါပဲဒမ်းမျိုးထွက်လာလားဘလူးဘတ်ကလည်းမာနေရလားမသိတော့အဲ့ဒါဖုံးကနည်းနည်းထစ်တယ်ဗျအဲ့ဒါတီးခံပါလွယ်လိုက်တာဒါလားဆေးထူတာဒါဆေးထူတာလားမသိလို့နော်ဒါဆေးထူတာနော်ဘာလဲ